အိမ်မတန်မှမုံမြတ်လှတဲ့သမိုင်းဝင်တဲ့နေထူးနေမြတ်နေတနည်းဖြစ်ပါတယ်ဦးကျော်မန်းရဲ့တားစစ်မြေးဆက်များဖခင်ကြီးဝကာရဝတရားထားပြီးတော့မှယနေ့မြင်တွေ့နေရတဲ့ကြောက်တိုင်ကိုတားစစ်မြေးဆက်နောင်လာတော့သားများအမှတ်ရစေရန်နဲ့ဖခင်ကြီးရဲ့နိုင်ငံအတွက်သာမကချင်းပြည်နယ်နဲ့လူမျိုးများအတွက်ဒီဆက်ခဲ့တဲ့မျိုးချစ်စိတ်ဓာတ်တွေအနစ်နာခံတဲ့ຢာတွေကိုအမြဲတရိယာအောင်မြင်ကြဖို့ဒီသမိုင်းကြောက်တိုင်ကိုဖွင့်လှစ်တယ်လို့ယနေ့မျိုးဆက်တစ်များကလည်းပဲဘာခင်ကြီးကဲ့သို့ပြင်နိုင်ငံအတွက်အမျိုးအတွက်မျိုးချစ်စိတ်တဲ့ဖြင့်ကာဏပေါင်းစုံမှပါဝင်ကြဖို့ဘာခင်ကြီးရဲ့ဆန္ဒကိုဖြည့်ဆည်းကြရန်လိုအပ်ပါတယ်ဒီနေ့ဒီရိပြန်ချီဥက္ကမောင်ရဲ့သမိုင်းမတ်တိုင်ဖို့ပွဲမှာဖခင်ကြီးရဲ့သားများဖြစ်ကြတဲ့ဦးဆွေခါဦးခကိုဦးတရပင်းဦးတင်မုံတို့ကြိုးကြားရန်ဖြစ်တော်လည်းပဲဒီနေရာမှာကျွန်တော်တို့သူ့ကိုကြီးများကနေကျမ်းမာရေးကြောင့်ဖြစ်စီစကားပြောနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အငယ်ဆုံးသားဖြစ်မုံကလည်းပဲဒီနေ့21ပင်လုံးပြည်တော်စုနေ့မှာပြည်တော်စုအစိုးရအဖွဲ့မှဖိတ်ကြားပြီးပင်လုံးမှာတက်ရောက်လျက်ရှိတဲ့အတွက်ကြောင့်ဦးကျော်မောင်ရဲ့ညီဖြစ်တဲ့ကျွန်တော်ကနေဒီနေ့တက်ရောက်စကားပြောခြင်းအချင်းဖြစ်ပါတယ်ကျွန်တော်တို့အဖိုးဦးလျံမိုးမဦးvănမန်ဦးမန်ကျဲဦးကင်မုံစမတာတူမွေးဖွားခဲ့ပါတယ်ဦးvănမန်မှာတားယောက်ျားမွေးဖွားခဲ့ခြင်းမရှိပါဘူးဦးမန်ကျဲကနေပြီးတော့မှဦးပြောင်မန်ဦးဒီဖေဦးဖုန်လင်းစတဲ့ဦးကင်မုံကနေပြီးတော့ကျွန်တော်တို့ဇတ်တ်မုံနဲ့ကျွန်တော်မအောင်မြင်ကိုမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်ဦးကျော်မောင်ဟာ1949ခုနှစ်ပင်လုံလက်မှတ်ရေးထိုးပြီး1948ခုလွတ်လပ်ရေးရပြီးတဲ့နောက်ကျွန်တော်ကိုမွေးဖွားခဲ့တယ်လို့မိမိလှုပ်ဆောင်ခဲ့တဲ့အောင်မြင်မှုရခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ကိုမမာနာမယ်နဲ့ပဲမအောင်မြင်လို့ကျွန်တော်ကိုပြီးထားခြင်းဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာအကူကြီးအထုပ်ပတ်တိကိုအခြေတွင်ကျွန်တော်မပြောလို့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီသမိုင်းကြောက်တိုင်မှာရေးထိုးတာဖြစ်ပါတယ်။ဦးကျော်မန်းဟာ1900နဲ့မလ15ရက်နေ့မှာဦးမန်ကျဲကနေမွေးဖွားပြီးဦးမန်ကျဲနဲ့ဒေါ်နီကလင်းမရကနေမွေးဖွားပြီးတော့မှမွေးချင်းညီကိုမောင်နှမ9ယောက်ရှိပါတယ်။အဲဒီခေတ်တုန်းကအင်္ဂလိပ်ဆိုရကစော်ဘွားမြို့သားနေသားသားသမီးတွေကိုပညာသင်ကြားရမယ်လို့အမိန့်ထုတ်ခဲ့တဲ့အတိုင်းပဲ9နှစ်အရွယ်1920ခုနှစ်မှာ ABM ကျောင်းမှာပညာသင်ကြားပြီး1925ခုနှစ်မှာ4တန်းအောင်မြင်ခဲ့ပြီးတော့မှ1930မှာ9တန်းအောင်မြင်ခဲ့ပါတယ်။သူကဆက်လက်ပြီးတော့မှနေသားစော်ဘွားမြို့သားလောက်ရမယ်တာဝန်ရှိတဲ့အတွက်ကြောင့်အတက်ငယ်သေးတဲ့အတွက်အင်္ဂလိပ်တွေကသူတို့ရဲ့လက်အောက်မှာစရေးအဖြစ်အလို့အပြင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဖခင်ဖြစ်သူဦးမောင်ကျဲဟာအဲ့ဒီချိန်ကမှအင်္ဂလိပ်စစ်တပ်မှာအမှုထမ်းနေပြီးတော့မှအဖိုးဖြစ်သူဦးလန်မောတားများဖြစ်ကြတဲ့ဦးvănမန်နဲ့ဇနီးတို့တယ်နော်ညီဖြစ်သူဦးကမွန်းတို့ကအင်္ဂလိပ်တို့ကိုတော်လှန်တဲ့အတွက်ဖခင်ဦးမောင်ကျဲကိုအင်္ဂလိပ်စစ်တပ်ကတပ်ကနေထုတ်ပယ်ပြီးတော့မှသူရဲ့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာအလုံးကိုဖျက်ဆီးခဲ့ကြပါတယ်ကျွန်တော်တို့အဖိုးဖွားများဟာအင်္ဂလိပ်ဆိုရကိုမိမိတို့တတ်ဆွမ်းသမျှရရလက်နဲ့နဲ့ဆွဲကင်ပြီးတော့မှ1918ခုနှစ်မှာတော်လန်တိုက်ခတ်ကြတော့လေစစ်ရှုံးခဲ့တဲ့အတွက်ဦးvănမန်နဲ့ဇနီးတို့တယ်နော်ညီပြစ်စစ်သွေးတဲ့ဦးကင်မွန်းတို့ကိုဖမ်းဆီးပြီးတော့မှမင်းချန်တောင်ကြီးမုံရအကျဉ်းထောင်တွေမှာအကျဉ်းချခဲ့ပါတယ်ဦးvănမန်နဲ့ဒေါ်တယ်နော်ကိုအင်္ဂလိပ်ဆိုရကပေဒံအမိတ်ချမှတ်ခဲ့ပါတယ်အဲ့ဒီပေဒံအမိတ်ကို CD Smith မှာ
လက်မှတ်ရေးထိုးပြီးအမိန့်ချမှတ်ခဲ့ပါတယ်ဒေရန်အမိန့်ကတော့ Van Mang and Telnon son of doctor-in-law of Myanmar sentenced respectively to death and transportation for life in section trail number 1 1918 dash 1919 under section 121 dash IPC former sentence committed လို့ပါရှိခဲ့ပါတယ်။ညမကြခင်မှာပဲသူတို့ဒီအမှုများကိုအမိန့်ကိုအယူခံဝင်ပြီးတဲ့နောက်ပိုင်းမှာပြန်လည်စစ်ပြီးတော့မှပြန်လည်လှုပ်ပေးခဲ့ပါတယ်။ဒေတာအမိန့်ကနေပယ်ဖျက်ပြီးတော့မှပြန်လည်လှုပ်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာဖခင်ဦးရှေမန်းဟာဦးမောင်ကျဲဟာ1922ခုကနေ1929ထိမိနေစားအဖြစ်အုပ်ချုပ်စေခဲ့ပြီးတော့မှဦးကျော်မန်းက1931ကနေ1940ထိ Chief of MIA Trade Area Subdivision လို့ခေါ်တဲ့နေစားအဖြစ်အုပ်ချုပ်စေခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်1940ခုနှစ်ပြည်လုံကြီးလာခါမှာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူဟာခါကိုယ်စားလှယ်ဖြစ်ဦးကျော်မန်းပလမ်ကိုယ်စားလှယ်ဖြစ်ဦးထွန်းဖုံးဒီဒီမ်ကိုယ်စားလှယ်ဖြစ်ဦးခုပ်စပွန်တို့သုံးဦးကတိုင်းပြူပြည်ပြူထွတ်တော်ကိုယ်စားလှယ်များအဖြစ်1940ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာတမိုင်းဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်ဦးကျော်မန်းကဤလက်မှတ်ရေးထိုးပါကစော်ဘွားအယက်အရာအချုပ်အချာရဖိုင်ခွင့်များအလုံးဆွလို့ရမယ်ဆိုတော့ကိုဂျိုတီမိမသိရှိထားတော်လည်းပဲမျိုးနွယ်စုကိုကျို့အတွက်မကြည့်ပဲချင်းလူမျိုးများအတွက်အများအတွက်ငှဲ့ညပြီးတော့မှသဘောထားကြီးစွာဖြင့်လက်မှတ်ရေးထိုးခဲ့ပြီး1950ခုနှစ်ဖလမ်လူထုအစည်းအဝေးကြီးကနေပြီးတော့မှနေစားမြို့စားစော်ဘွားများစနစ်ကိုဆွန့်လွတ်ခဲ့တဲ့ကိုတွေ့ရှိရပါတယ်ဒီနေ့ကြုံလုံးကျွန်တော်တခုပြောချင်တာရှိပါတယ်အဲ့ဒါကတော့ယနေ့အချို့သောနိုင်ငံရေးသမားများလူပုဂ္ဂိုလ်များက1940ခုနှစ်ဦးကျော်မန်းပင်လုံစာချုပ်လက်မှတ်ရေးထိုးတာဟာမှားယွင်းတယ်လက်မှတ်မထိုးခဲ့ရင်ပိုပြီးကောင်းမှာဖြစ်ကြောင်းပြောဆိုတာကိုကြားသိရပါတယ်အကူကြီးဦးကျော်မန်းအသက်ရှင်အခါကကျွန်တော်ကိုပြောခဲ့တဲ့စကားတွေဒီနေ့ပြန်လဲသတိရမြင်ပါတယ်သူပြောတဲ့စကားကတော့အင်္ဂလိပ်ဆိုရကချင်းတောင်တန်းတာဝန်ခံဖြစ်သူစတီဗင်ဆန်လက်မှတ်မထိုးဖို့လက်မှတ်မထိုးဘဲနေရင်ချင်းတောင်အတွက်ယထာလန်းဖောက်ပေးမယ်ပညာရေးကျမ်းမာရေးအသက်မွေးကြောင်းပညာမရကိုဆောင်ရွက်ပေးမယ်10နှစ်ကြာရင်ဖယ်တော်ပေးမယ်လို့ပြောခဲ့ကြောင်း49ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာတောင်တန်းကိုယ်စားလှယ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းအဲ့ဒီချိန်မှာဗိုလ်ချုပ်အောင်ဆန်းရောက်ရှိလာပြီးစတီဗင်ဆန်ကိုကျွန်တော်ညီအကူတွေနဲ့ခမရဘာတွေဆွေးနွေးခွက်တယ်လေလို့မေးခဲ့ကြောင်းနောက်နေ့မှာဗိုလ်ချုပ်ကစတီဗင်ဆန်ကိုပင်လုံကနေနှင်ထုတ်ခဲ့ကြောင်းစတီဗင်ဆန်လည်းပဲပင်လုံကနေထွက်ခွာတဲ့အခါမှာသူတို့ကိုယ်တိုင်ဘူရာယုံကိုအိယာလိတ်ထားမိမှပို့ခဲ့တယ်လို့ကျွန်တော်တို့ကပြောခဲ့ပါတယ်အဲ့ဒီချိန်ကမှာဗိုလ်ချုပ်နဲ့တောင်တန်းကိုယ်စားလှယ်များပြန်လည်ဆွေးနွေးပြီးဒီမှတောင်တန်းတန်းတူညီတူအခွင့်အရေးတူညီသောအခွင့်ခံစားခွင့်နဲ့ဖယ်ဒရယ်ကိုပေးမိဖြစ်ကြောင်းစတဲ့သဘောတူညီချက်နဲ့ဖေဖော်ဝါရီ12ရက်နေ့မှာလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်းဒီလက်မှတ်ရေးထိုးပြီး1948ခုနှစ်လွတ်လပ်ရေးရခဲ့တဲ့ကြောင်းဗိုလ်ချုပ်အသက်ရှင်မှာကလက်မှတ်ရေးထိုးထားတဲ့အတိုင်းပဲသဘောတူညီချက်အတိုင်းဖယ်ဒရယ်တေချာရမှာဖြစ်ကြောင်းဗိုလ်ချုပ်လုပ်ကြံခါခြင်းကြောင့်ဖယ်ဒရယ်လက်ရှုံးရခြင်းဖြစ်ကြောင်းကိုကျွန်တော်ကိုပြောကြားခဲ့ပါတယ်သူရဲ့စကားကကိုယနေ့ကျွန်တော်ကြားရောက်ပြီးတယ်1948ခုနှစ်ဦးကျော်မန်းလက်မှတ်ရေးခဲ့သည့်လွတ်လပ်ရေးအတွက်ကိုပိုင်ပြထမ်းခွင့်ရှိမဲ့ဖယ်ဒရယ်ရရှိဖို့အတွက်လက်မှတ်ရေးထိုးချခြင်းဖြစ်လို့လုံးဝမှားယွင်းခြင်းမရှိဘူးလို့ဒီနေ့ကနေပဲကျွန်တော်အတိအလင်းပြောကြားလိုပါတယ်။ကြာနဲ့ဖက်ဒရယ်ရရှိဖို့အတွက်အရောက်စီတိုင်းကျွန်တော်တို့ဆက်လက်
ကျိုးပန်းပါဝင်ကြဖို့ဒီနေ့ကနေလည်းပဲတိုက်တွန်းလို့ပါတယ်ဦးကျော်မောင်တမိုင်းမှတ်တိုင်အတွက်ပြည်နယ်အစိုးရမှဘောလုံးကွင်းကိုလည်းပဲကျော်မောင်ဘောလုံးကွင်းလို့2017ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာကပီးတင်ပြီးခဲ့တယ်လို့ပဲဒီနေ့ဖွင့်လှစ်တဲ့ကြောက်တိုင်ဟာလည်းပဲပထမအကြိမ်စံတဲရက်ကွက်မှာမကြောက်တင်ခဲ့ပြီး1915ခုနှစ်တဘာဝပြီးမြေနေရာပျက်စီးခြင်းကြောင့်ဦးကျော်မောင်ရဲ့တမိုင်းမပျက်စီးစေဖို့ဒုတိယကြိမ်ဒီခါနာတေဝါလှတဲ့ဒီနေရာမှာပြန်လည်ပြီးတော့မှကပီးကြောက်တိုင်ပြန်လည်တည်ဆောက်ပြီးတဲ့ပြည်ပရှိဟာခါမြို့ဟောင်းမြို့ဆက်များဆွေမျိုးမိတ္တဟာများဟာခါဖောင်ဒေးရှင်းမှတာဝန်ရှိသူများကိုအထူးကျေးဇူးဥပကာရတင်ရှိပါကြောင်းပြောကြားလိုပါတယ်ဦးကျော်မောင်ဟာစိတ်တဘောထားဖြူစင်ပြီးတော့မှလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလဲစီးစနစ်ကြသူဖြစ်တယ်လို့သစ္စာဓမ္မာရီနဲ့ပြည့်စုံတဲ့ခေါင်းဆောင်တူအမျိုးမြင်ရှိသူတူလည်းဖြစ်ပါတယ်ဒါကြောင့်အာနာပြမဲကတရက်9လ939ခုနှစ်မှာမကွေးတိုင်းမင်းကြီးဂျော့စ်ဘီယင်ကနာမည်ကောင်းလက်မှတ်စုတစိတ်ကို၎င်း30ရက်နဲ့17လ49ခုနှစ်မှာမြန်မာပြည်ခံ HE Rain ဟာ ATM စုတစိတ်ကို၎င်းဖလာမရေးပိုင်ဦးသိန်းမောင်မှနှလုံးပြူတင်တနတ်တလက်ကို၎င်း1950ခုနှစ်လွတ်လပ်ရေးတပင်မှာသမရကြီးဆက်ရွှေတိုက်ကပြည်ရိပြန်ချီကို၎င်း20ရက်2လ1980မှာပြည်သေးဝင်ကြီးဟိုချုပ်စိန်လုံမှချစ်ချီလက်ဆောင်တလုံးပြူတဲ့တလက်ကို၎င်း20ရက်6လ1980မှာနိုင်ငံကုန်ကြီးဖွဲ့ပထမဆင့်နဲ့ငွေသား3000တိတိကိုရှင်းမြင်ခြင်းခံခဲ့ရပါတယ်ကျွန်တော်တို့ကိုကြီးဦးကျော်မောင်ဟာ1956ကနေ1965ထိဟာခါမြို့ဟောင်းတကြီးတာဝန်ထမ်းဆောင်ခဲ့ပြီးကွယ်လွန်သွားတဲ့ချိန်မှာနိုင်ငံအတွက်လူမျိုးအတွက်ရရွာအတွက်ကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှတိုင်းပြည်အတွက်မိမိကြရတောင်းကိုခြေပွင့်စွာထမ်းဆောင်ခဲ့ပါတယ်မိသားစုကိုစားဤမှတ်တမ်းအပြင်ကုန်ပြုပါတယ်ဦးကျော်မောင်ဟာ1982ခုနှစ်မှာနှစ်ချင်းမင်္ဂလာခံယူပြီးတော့1982ခုနှစ်ဇန်နဝါရီ9ရက်နေ့မှာခေါ်တော်မူခြင်းခံရပြီးကွယ်လွန်သွားတဲ့ချိန်မှာဇနီးတော်တရားကြားနဲ့အတူသာသမီရှိရောက်ကျန်ရခဲ့ပါတယ်ဒီကုန်းချုပ်နေနဲ့ဖခင်ကြီးဦးကျော်မောင်ကာရဝထားပြီးဤကြောက်တံဖြစ်မြောက်အတွက်ငွေကြီးအားဖြင့်တော်၎င်းလုံအားဖြင့်တော်၎င်းသမိုင်းအချက်လက်အားဖြင့်တော်၎င်းအကြံဉာဏ်အားဖြင့်တော်၎င်းအဖက်ဖက်မှပါဝင်ကူညီသူများကို၎င်းကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးပကာရတင်ရှိပါကြောင်းပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်